ဟာညီမလေး rose queen တေးကိုရတာပေါ့ရောင်6လိုင်းတစ်ချက်ပြပေးမယ်နော်ပုံပြလေးရောက်ခိုင်းမှာတစ်ချက်ကြည့်ပါရောင်ဆုံး6လိုင်းဘာပုံလေးပြပေးပါမယ်နော်ကဲဘာလေးဖြစ်နေပြပေးမယ်နော်ဟုတ်ကဲ့သူ့ရဲ့ဒီဇိုင်းလေးကဒီအရှိမတာဖဲဒီဇိုင်းလေးပေါ့ဗျာဖဲဒီဇိုင်းလေးကိုမှကဲရအုံလေးပါလေနှစ်ဖက်မှာအုံပေါ့ဗျာကျွန်တော်ကကန်ရနည်းနည်းအဆင်ပြေလို့နော်ဒါလေးကအုံဒီဇိုင်းလေးပါကဲနောက်ကျိုးလေးမှာဆိုရင်လည်းသူက smoking လေးကိုကျွန်တော်တို့ကအပြည့်ထည့်ပေးထားတဲ့အတွက်ွားတဲ့လူကြီးလည်းအဆင်ပြေပါတယ်နော်တော်တော်လာပါတယ်နော်ဒီအနောက်ကျောကလည်းသူက smoking လေးကိုအပြည့်လေးပေါ့ဗျာဒီမှာအပြည့်ထည့်ပေးထားပါတယ်သူအောက်ကစက်ကက်ကလေးပါစက်ကက်ရဲ့အရှည်က30နဲ့မှ8လက်မှရှည်ပါတယ်နော်စက်ကက်ရဲ့အားသာချက်တစ်ချက်ပြောပေးမယ်နော်ကျွန်တော်တို့ရဲ့စက်ကက်ကခါးပြား2လက်မှရှိပါတယ်ခါးမှာမနာပါဘူးဒီမှာ2လက်မှပါပြီးတော့စက်ကက်က3ဆင့်ပါနော်တစ်ဆင့်3ဆင့်တော်တော်လေးလာပါတယ်ကဲနိုင်တယ်နော်ဒီလိုမျိုးစက္ကန့်နဲ့ဒီအပေါ်ကဒီသွားထားတဲ့အင်ဂျီဒီဇိုင်းလေးကိုပေါ့နော်7 color ဖြစ်ရှိထားတဲ့ခြီသားအစ်စ်ကလေးပါတစ်ချက်ကြည့်ပါခြီသားမှခြီသားအစ်စ်ကလေးပါဒီအင်ဂျီတွေကရင်က40နဲ့နှစ်တော်ပါတယ်နော်ပေါင်ကြီး145ရပါမယ်အယောင်လိုင်းတစ်ချက်ပြောပြပေးမယ်နော်အယောင်လိုင်းကဒီပန်းရောင်လေးပါမယ်ပြီးတော့ဒီလို color လေးတွေပါမယ်ဒီ color လေးတွေပါမယ်ခေါင်းရောင်လေးတွေပါပဲရောင်တရားမှမပါပါဘူးနော်ဈေးနှုန်းလေးကလည်းကျွန်တော်တကယ်ချိုးပါတယ်နော်18000နဲ့6ရောင်လိုင်း6ရက်တွေကနေစပြီးအားပေးလို့ရပါတယ်မြန်မာတိုင်းနိုင်ငံလုံးအရင်ကခြေနှံနဲ့ပို့ပေးပါပြီညီမလေးကျေးဇူးပြုစီပြီးပြပေးပါ